လာပါရှင်ဒီနေ့မှာတော့လူကူယူရှင်နဲ့မနက်စာဖြစ်တဲ့ကျုပ်ထမင်းကျော်နဲ့စားတောင်းလေးလှုပ်စားကြပါမယ်ကျက်သွန်နီတစ်လုံးပပလှီပါမယ်ပြီးရင်တော့အိုးကိုစီဘူးပေးပြီးတဲ့အခါကျရင်တော့ကျက်သွန်နီလေးကိုထည့်ချုပ်လိုက်ပါတယ်ပြီးရင်တော့ကျက်သွန်လေးနည်းနည်းလိမ့်သွားတဲ့အခါကျရင်တော့ကျုပ်တစ်လုံးပေါက်ထည့်လိုက်ပါတယ်ကျုပ်နဲ့ကျက်သွန်နီနဲ့ရောသွားအောင်လို့မှုပြီးသွားတဲ့အခါထမင်းထည့်လိုက်ပါမယ်ရှင်ထမင်းထည့်ပြီးရင်တော့ကျက်သားမှုတ်တစ်စုံစားတရှိနေနဲ့ထမင်းနဲ့ရောသမမွေဝအောင်လို့မွေလိုက်ပါမယ်ရှင်ထမင်းလေးတွေနည်းနည်းလိမ့်သွားပြီဆိုလို့ရှိရင်တော့ရပါပြီเนาะအဲ့ဒါဆိုရင်တော့ပကံထဲမှာထမင်းထည့်ပြင်လိုက်ပါမယ်ပြီးရင်တော့သူနဲ့တွဲဖက်စားသုံးဖို့အတွက်စားတောင်းလေးလုပ်ပါမယ်ကျက်သွန်ဖြူစားရုပ်သီးအချက်မှုတ်ထည့်ပါမယ်ပြီးရင်တော့ထောင်းလိုက်ပါမယ်ရှင်ပြီးသွားတဲ့ခါကျလို့ရှိရင်တော့မြန်မာတို့အကြိုက်ပဲစီလေးနည်းနည်းဆန်းလိုက်ပါတယ်ဒါဆိုရင်တော့အရသာရှိပြီးလွယ်ကူတဲ့ကျုပ်ထမင်းကျော်နဲ့စားတောင်းလေးရပါပြီရှင်ကျေးဇူးတင်ပါတယ်